အနန္တ၅ပါးကိုရှစ်ခိုးပါ၏ဗျာနှစ်ကြိမ်ဟန်ကြပါဒီနေ့တော့ငုတ်တုတ်ကြီးတွေမတွေ့မနေ့ကတော့ပါဇက်ကရှစ်ခိုးပါ၏ဘုရားဆိုလူကငုတ်တုတ်ကြီးထိုင်နေပရိသတ်ကြီးဒီလိုရှစ်ခိုးရမှာတညရဲလားညတိုင်းမေ့နေလို့တော်ပါမလားမေ့နေရင်ပရိသတ်ကြီးနှလုံးထဲပဲနဲ့ပြောမယ်ဟုတ်ဗျာမလေးနော်မနေ့ကလေးတင်ဟောခဲ့တာဒီနေ့မေ့ပြစ်တယ်ဘယ်နဲ့လုံးမလို့ပရိသတ်ကြီးမေ့နေတဲ့လူတွေနှလုံးထဲပဲနဲ့ပြောမယ်ဟိုင်သွားပြီနောက်ကမဖြေတဲ့လူတွေလည်းသွားပြီပါဇက်ပါရသားနဲ့မဖြေဘူးမေ့မှစိုးရင်ပရိသတ်ကြီးမနေ့ဖြင်ကစပြီးခမည်းတော်ပြည်မြို့အိမ်တိုင်းစာရေးကြစလုံးကြီးကြီးနဲ့ဝင်းတရားတို့တိုက်နံရန်တို့အိမ်ထရန်တို့ရေအိုးစင်တို့ခပန်းတို့ရေးထားကြစာနှလုံးသွားပြီမြို့ထဲဝင်လာတဲ့အိမ်ထဲဝင်လာတဲ့ဧည့်သည်တောင်ခြေတောက်ရော့ဟာဒီကသွားပြီတပါးတို့ဟာတော့ကြနောက်တဲ့အိမ်ပြောင်းဟာဒီကသွားပြီတပါးတို့ဟာပြည်မြို့တစ်မြို့လုံးသွားပြီနဲ့ဘာတို့ဟာမေးတော့မယ်အဲ့ဒီကြရင်သွားပြီရဲ့အကြောင်းမင်းရင်ခမည်းတော်ကပြောပြကြကျမ်းဤကံဆရာတော်ဟောသွားတဲ့တရားကိုဆရာတော်အမိန့်ရှိတဲ့အတိုင်းအတူကောက်မှတ်ထားတာကျုပ်ပြန်သွားတဲ့နောက်ခမည်းတော်ပြည်မြို့မှာအဲ့ဒီစာနှလုံးကဆုံးမပါလိမ့်ဒါကြောင့်တရားနာပရိသတ်ရေသွားပြီအကြောင်းမင်းရင်ခမည်းအနန္တ၅ပါးရှိခိုးရလားမဟုတ်ဘူးကွဧည့်သည်ကိုမေးတာပြောနေတာဟုတ်ဖြစ်အဲ့တော့ဧည့်သည်ကပြောလိမ့်မယ်ခမည်းသိတဲ့အတိုင်းပဲဗျာကျုပ်လည်းပဲအလုတ်ကနေဝင်ထိနားရတယ်မရှိတော့ရှင်မခိုးဘဲနဲ့အမှတ်တမဲ့ပြောတယ်ခမည်းဒါဖြင့်ခမည်းသွားပြီဘယ်သွားမှလဲခမည်းအောက်လမ်းပေါ်ခမည်းအောက်လမ်းဆိုတာဘာလဲအဝိစီပေါ့ဘာဖြစ်လို့အဝိစီခေါ်တာတော့ပြည့်ညတ်နေလို့ဘာတွေပြည့်ညတ်နေတာလဲငရဲစုငရဲသားမိနေရလို့ပြည့်ညတ်နေလို့မခံရပဲပြန်လာရပါမလားမလာရဘူးဘယ်သူကလေးသွားသလိုလဲတန်ချောင်းကလေးသွားသလိုဒါကြောင့်သွားပြီးရေးထားတာအဲ့ဒါအောက်လန်းခမကောင်းတဲ့အလုပ်မေ့တဲ့လူမှန်သမျှနောက်တစ်ယောက်ဝင်လာတယ်ခမအနန္တ၅ပါးရှိခိုးရလားအိုးကျွတ်တို့ကျန်ဒီကံဆရာတော်အမိန့်ရှိတဲ့အတိုင်းဝင်မလေးတဲ့ကိစ္စငါးပြားတစ်စီမပေးရတဲ့ကိစ္စအနန္တ၅ပါးရှိခိုးပါ၏ဘုရားဆိုပြီးညတိုင်းရှိခိုးအိတ်တယ်ခမဒါပေမဲ့ခမသွားပြီဘယ်တော့ခမကမကောင်းတဲ့အလုပ်တွေမေ့ပြီးတော့ကောင်းတဲ့အလုပ်ကိုမမေ့တဲ့လူတယောက်မကောင်းတာတွေမေ့တဲ့လူတယောက်ကိုလည်းပဲခမလည်းသွားပြီခမကအထက်လန်းဆိုတာဘာလဲနိဗ္ဗာန်ခမဘာဖြစ်လို့နိဗ္ဗာန်ခေါ်တာလဲငြိမ်းလို့ဘာတွေငြိမ်းပါလိဒုက္ခတွေငြိမ်းတယ်ခမဒုက္ခတွေကဘာဖြစ်လို့ငြိမ်းပါလိဒုက္ခဖြစ်เสียမရှိလို့ဒုက္ခဖြစ်เสียကဘယ်သူပါလိသူခမသူဆိုတာဘယ်သူလဲသမှုရိယတရားကိုကောက်တော့လောဘမြန်မာလိုပြန်တော့လိုချင်တယ်ဘာတွေလိုချင်တာလဲအကုန်လုံးအဲ့ဒီအကုန်လုံးလိုချင်တဲ့လောဘရှိရင်နိဗ္ဗာန်ရောက်မလားမရောက်ဘူးအကုန်လုံးလိုချင်တဲ့လောဘကိုဖြတ်ရင်နိဗ္ဗာန်မရောက်ဘူးလားရောက်တယ်အဲ့ဒါလို့အထက်လန်းကြပြန်တော့လေနိဗ္ဗာန်ရောက်သည့်ထိအောင်ညွန်ပြတဲ့ကျမ်းဤကံဆရာတော်ဟောတဲ့တရားမိတ်မှဆိုလို့ရေးထားတဲ့စာနှလုံးခမညာသွားပြီခမညာတို့ကိုယ်တိုင်ကြုံဟောတဲ့တရားကိုနောက်ရက်တည်းမှာဧည့်သည်လာပြောပြမေးသူရှိဟောပြကလေးသူငယ်တွေရံဖြစ်တာကစနစ်မေနစ်နှမဆဲနေဟဲ့ကောင်လေးအဲ့လိုဆဲတာကျန်ဒီကခေါင်းကြီးတရားမနာဘူးလားမင်းနေရတော့မှစာနှလုံးသွားလိမ့်မလို့လက်ညှိုးထိုးဗျတခုတော့ရှိရဖေနဲ့မေတတ်နေလို့သားသမီးတွေကလက်ညှိုးထိုးပြလဲဒုက္ခပဲဒါပဲဒီဘုသူဖြစ်ပြရမှာနော်ဒါကြောင့်တရားနာပရိသတ်ကြီးသွားပြီဆိုတဲ့စာနှလုံးရေးစမ်းရေးပြီးတော့နောင်ရက်ကိုခင်ဗျားတို့အသုံးပြုကြ
တွေ့ပါလိမ့်မယ်မြို့နဲ့ပြနဲ့နေတော့အိမ်သားအိမ်နဘေးလမ်းဘေးတချို့ရိုင်ထိုးနဲ့လာလိမ့်ရိုင်ထိုးနဲ့တစ်ခွက်တော့တဲ့လူကတဲဆူတယ်ပြောငါလောကောင်ဘလူလူထင်အောင်ပါလေကွာလာလိမ့်မယ်ဒီရတဲ့ငါကြောက်စရာမရှိဘူးကွာလာလို့ရှိရင်တရားနာပိဋကကြီးရိမ့်ထိုးပြီးဆဲသွားရင်အိမ်ထဲကနေပြီးနှလုံးနဲ့ပဲနဲ့ပြောလိုက်ဟုတ်ရာခုမှထသွားတာအရေးမေးပိဋကကြီးမူးပြီးရမ်းဆဲလာတဲ့လူတယောက်ကိုအိမ်ထဲကနေနှလုံးနဲ့ပဲနဲ့ပြောလိုက်ဟိုချိန်ကျတိုးနော်ထေမှုကဝင်ရိုက်သွားအောင်စိတ်ထဲကပေါ့သွားပြီမိမချင်းလည်းတွေ့ပါလိမ့်မယ်နောက်အရာထဲငါလူကောင်းမတတ္တိရှိထိကြည်စမ်းဆိုတဲ့မိမတွေအရာထဲမကြဘူးလားပြိဿမလေးသူတို့អော်လိုက်လို့အရက်ကငြိမ်းနေရင်အထင်ကြီးပြီးဘဝင်မြင့်မြင့်သွားတချို့မိမတွေတတ္တိရှိငါထိကြည်စမ်းတဲ့တို့လိုကောင်းမကတမွှေးမှအကျွတ်မခံဘူးတဲ့ဇာမဏီမျိုးတဲ့ဆောင်းရနေမထောင်ရမ်းရည်နာဇာမဏီမျိုးတဲ့ဒီကဇာမဏီဆိုတာအမွှေးတွေအကျွတ်ခံရအဲ့ဒါပြောအဲ့ဒါလိုအရာထဲများကလော်ဆဲနေတဲ့မိန်းမတွေရှိရင်တရားနာပိဋကကြီးမိန်းမချင်းနှလုံးနဲ့ပဲနဲ့ပြောသွားပြီမှတ်ထားကြတိုးနော်တော့ကြဟိုကမေးလိုက်မညီရပါသွားတာအောင်မယ်ညီတို့ဆဲတာဆိုတာရံဖြစ်တတ်သွားပြီပေါ့ဘယ်တော့မှလို့အောက်လန်းပေါ်အောက်လန်းဆိုတာဘာလို့အဝိစီပေါ်အောင်မယ်ညီကဝိစီပြောရမလားပြောတာပေါ့ညီဒါပြီးတာကိုတော့ကြကိုပါရောရံဖြစ်ကိုပါသွားဗျာရောဗျာနော်ဒါကြောင့်တရားနာပိဋကကြီးနောက်သွားပြီဆိုတဲ့စကားလုံးသုံးတတ်အောင်ဘုန်းကြီးပြန်ပြောပါကဲဒီကနေ့ကြင်ညာထားတာကတရားနာပိဋကရေရှေ့ပိုင်းမှာကျွတ်တို့လူလားခွေးလားဆိုတဲ့တရားကိုဟောမလို့ပိဋကကြီးရှေ့ပိုင်းမှာဘုန်းကြီးဘာဟောမှာဒီကနေ့ခွဲခြားကြဖို့ပေါ့လေလူလားခွေးလားဆိုတဲ့တရားကိုဟောမလို့စထားရကျွတ်တို့သုံးလောကထွက်ထားသဗ္ဗညုမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးသက်တော်ထင်ရှားရှိတော်မူစဉ်အခါတောဒေယဆိုတဲ့ပုံနာကြီးတယောက်ရှိဒီကပုံနာကြီးနာမည်ဘယ်သူတဲ့တော့တောဒေယဘာဖြစ်လို့သူတောဒေယခေါ်ပါလိမ့်သူဒိဋ္ဌအဓိပတိတိတောဒေယောလို့ဆိုတော့ကောသလရှင်မရင်ကနေပြီးတော့တုဒိအမည်ရှိတဲ့ရွာကြီးကိုအပိုင်စားပေးခြင်းခံရလို့တော်သေးရလို့ဒီလိုခေါ်တယ်အဲ့ဒီပုံနာကြီးဒီသူ့သားလေးတယောက်ရှိတယ်သူ့ဖတဲ့ဘေးသားကြီးသူ့သားလေးကဘယ်သူပါလိမ့်သူ့ဖတဲ့ဟဲ့ဒီပုံနာကြီးကတရားနာပြေးတာမိစ္ဆာအယူရှိဘုရားတရားသံဃာယရဏသုံးပါးမကြည်ညိုဘုရားကိုယ်တော်မြတ်နဲ့သံဃာတော်တွေကိုတပါးသောပုံနာတွေလှူတဲ့အချိန်ခါမှာလည်းပဲသူကလိုက်ဖြည့်စည်းပုံနာအပေါင်းတို့မလှူကြနဲ့လှူတယ်ဆိုတာပုံညာပြီးကုံတာရှိတာပဲပုံနာအပေါင်းတို့အတော်ဆိုးသဗျာပုံညာပြီးကုံတာရှိတယ်လိုက်ဖြည့်စည်းကိုပစ္စည်းကုံတာပဲတဲ့လှူတယ်ဆိုတာအကျိုးတရားတွေသူဘာမှထဲမတွက်ဘူးဟောဒီမျက်စင်းမြင်းကလေးကိုဥပမာကြည့်ကြမျက်စင်းတန်မိုးရှိတယ်ဆိုပေမဲ့လို့ဒီမျက်စင်းပလင်းလေးတစ်စက်ချင်းဒီတိုင်းမထားပဲနဲ့နေ့စဉ်ထုတ်ခတ်ရင်ကြာတော့လေဘလောက်တန်မိုးရှိမျက်စင်းပလင်းကုန်တာပါပဲမဲမိစ္ဆာဒိဋ္ဌိရဲ့ဥပမာတွေလည်းတဲတော့မခေဘူးနော်ဒီမျက်စင်းမလင်းလေးတစ်စက်ချင်းခတ်ရင်ကြာတော့ကုန်တာပဲတဲ့အဲ့ဒီလိုပဲတဲ့လှူတယ်ဆိုတဲ့နေရာမှာကိုယ့်ပစ္စည်းကိုသိသိမထားပဲနဲ့လှူရင်ကိုယ့်ပစ္စည်းကုန်တာပဲပုံနာပေါင်းလို့မလှူကြနဲ့
သူကိုယ်တိုင်မလှူယုံနေမကဘူးတရားနာပိဿသူများလှူတာလိုက်ဖြစ်စီအဲ့ဒါလို့ဖြစ်စီခဲ့တဲ့ပုံနာဘုရားကိုယ်တော်မြတ်ကန့်လန့်တိုက်ခဲ့တဲ့ပုံနာကိုင်းတူတူပြောကြပါလို့ကြားနေရောပုံနာယောဂတစ်ခုနဲ့အနိစ္စရောက်ဒီကပုံနာသေးမလားဒါလောက်နှမျောတဲ့တထေကြာကြာမထားပါနဲ့ခါတုတ်တုတ်သေးတာပေါ့ပုံနာတထေပြောတာကပြည်မျိုးကမဟုတ်ပါဘူးသေတော့ပစ္စည်းတွေဆွဲလန်းပြီးတရားနာပိဿကြီးအဲ့ဒီအိမ်မှာပဲသူ့သားရဲ့အိမ်မှာကျွတ်တော့ခွေးကြီးသွားဖြစ်ပိဿပုံနာကြီးပါသွားဖြစ်ခွေးကြီးသွားဖြစ်ခွေးနဲ့ကြီးပေါ့ပိဿဘယ်လိုခွေးကြီးတော့စားတဲ့အ내ပါသလားတော့သတိမထားမိဘူးကျုပ်ကဓာတ်လောက်နှမျောတဲ့တထေးသေးမှတော့ခွေးအဖြူမဖြစ်တော့ဘူးလို့အဲနဲ့လိုက်ပါတော့ခွေးနဲ့ကြီးခွေးဖြစ်တော့လဲတရားနာပိဿကြီးဘုရားကိုယ်တော်မြတ်ဆောင်းကန်ကြွအလားခွေးကြီးကလည်းတရားနာပိဿကြီးအတော်လိမ္မာရေးချရှိတယ်ပေါ့သူ့သားအိမ်ခွေးဖြစ်ရတော့သူ့သားလည်းသူ့ဘကလည်းတရားနာပိဿကော်စောနဲ့သိကော်စောနဲ့သိတဲ့တိုက်ပကံများနဲ့ထည့်ကျွေးတယ်ခွေးကြီးကိုအဖေမှန်းသိလို့တော့မဟုတ်ပါဘူးဘာဖြစ်လို့တော့နီးစပ်ရတန်ရောစဉ်ခင်ညခမရတို့လောကစကားရှိပါတယ်ပရိသတ်ကြီးသူများအိမ်ကခွေးနဲ့ကိုယ့်အိမ်ကခွေးနဲ့ကြိုက်တာဘယ်ခွေးနိုင်မှကြိုက်အေးနီးစပ်တဲ့တန်ရောစဉ်ဟဲ့အဖေမှန်းသိလို့မဟုတ်ပါဘူးဒီလိုကော်စောနဲ့သိတိုက်ပကံများနဲ့ကျွေးထားတဲ့ခွေးကြီးဒီသူ့သားကလေးမရှိတဲ့ဒီကနေ့မြတ်စွာဘုရားကြွအလားခွေးဘဝရောက်တော့လေတရားနာပိဿကြီးတောရိယကြီးကမြတ်စွာဘုရားရန်ထောင်တော့တအားပြေးထွက်လာပြီးတော့သပိတ်ပိုက်ပြီးရက်နေတဲ့မြတ်စွာဘုရားကိုယ်တော်မြတ်ကိုတအားထိုးဟောင်းတော့လေဘုရားကိုယ်တော်မြတ်ကဟဲ့တောရိယမင်းကိုမင်းလူမှတ်နေသလားတဲ့ဘုရားကမင်းလူဘဝရင်ရန်ထောင်ယုံမကခွေးဘဝလည်းငါဘုရားကိုရန်ထောင်တုံးပါလားသူပါတောရိယမင်းတောရိယမင်းကိုမင်းလူမှတ်နေသလားကြည်စားဟဲ့ကိုပြန်ပြီးတော့နှုတ်သီးကြီးကလည်းခြုံလို့ပါလားကွယ်နေရွက်ကြီးနှစ်ခုကအထက်ထောင်းလို့အမီးကလည်းတတောင်လောက်အရှိကြီးခြေထောက်ကလည်း၄ချောင်းသူများလို့မိုးအုပ်ခေါင်းမပြုတ်နိုင်ပဲနဲ့မိုးကြောပေးပြီးလောကဖီလာကန့်လန့်သွားတဲ့တရိစ္ဆာန်ဖြစ်နေပြီကွဟဲ့တော်ရရမင်းကိုမင်းပြန်ကြည့်စမ်းမင်းလူလားခွေးလားမင်းလေဘုရားပိဿကြီးဘုရားကိုယ်တော်မြတ်ကတောရိယကြီးကိုဘယ်လိုမေးလိုက်တာလူလားခွေးလားတဲ့မေးအဲ့ဒါလို့တောရိယနဲ့ခေါ်ပြီးလူလားခွေးလားမေးလိုက်တော့တရားနာပိဿခွေးကြီးအမီးကုတ်သွားခွေးကြီးမဲ့သွားပါဇက်ပါရင်မဲ့မှာပဲလို့မှန်းပြောရတာပေါ့ခွေးဆိုတော့မဲ့ပြုံကြည့်ကောင်းမှာမဟုတ်ပါခွေးကြီးစိတ်မကောင်းဖြစ်သွားခေါ်ရမငါကိုခွေးလို့သူသိသွားပါပေါ့လားပိဿကြီးဟိုတောရိယကခွေးဘဝဖယားရန်ထောင်ပြီးဖယားပြောတဲ့စကားတွေသူနားလေတယ်နော်သံမြင်ရတော့မမှတ်နဲ့ကျုပ်အနာဂတဝင်နေကြည့်လိုက်တော့အဲ့ဒီခွေးဖြစ်တဲ့ဖယားရန်ထောင်တဲ့တောရိယကြီးကကျွတ်တူဖယားအလောင်းပိဿကြီးဖယားဖြစ်မယ်နောက်သောအခါမှာပိဿကြီးတောရိယကြီးကဘသူအလောင်းဖယားအလောင်းမင်းဖြစ်ပေမဲ့လို့ပစ္စည်းဆွဲလမ်းမိပြီဆိုရင်ကြည်တရားနာပိဿတောရိယကြီးခွေးဖြစ်ငါ့ကိုခွေးမှန်းသိပါဘောလားလို့ဆိုပြီးတော့ခွေးကြီးစိတ်ပြက်ပြီးအိမ်ထဲဝင်သွားတယ်ကော်စောပေါ်မအိတ်တော့ဘူးပြာပုံနဲ့ထိုးဝစ်တော့တိုက်ပကံများနဲ့ကျွေးတော့လည်းမစားဘူးတရားနာပိဿကြီးထမေဥသွား၌
ဘုရားကိုယ်တော်မြတ်လည်းအဲ့ဒီနေ့ကဆွမ်းမခံဖြစ်ပါဘူးခွေးကြီးနဲ့စကားပြောရတာနဲ့အချိန်ကုန်ဒီလိုခွေးကြီးအမူအရာတွေပြောင်းနေကြသူ့သားလေးသူ့ဘာပြန်လာပြီးခရီးသွားကြတာဟဲ့ကျေးဇူးများခွေးကြီးကော်စောဝအိမ်နေကြဘယ်သွားရလဲဟဲ့တထေလေးတဲ့ခွေးကြီးပြာပုံထဲမှာဝတ်နေပါလေဟင်ဘယ်တော့မှပြာပုံထဲဝတ်ဘူးလို့တော့နင်တို့ရိုက်ပြီးထင်တယ်မရိုက်ပါဘူးတထေလေးဟဲ့လာခဲ့ဆိုပြီးခွေးကြီးခေါ်ပြီးတိုက်ပကံများနဲ့ကြွေးမစားဘူးပြထမရေအိုးသွားလိုက်မင်းတို့မရိုက်ဘူးဆိုပြီးခွေးတဲအမှုအရာပြောင်းတယ်တာမင်းတို့ငါမရှိတော့ရိုက်ထားပြီမရိုက်ပါဘူးတထေးလေးဟဲ့မရိုက်ရင်ခွေးပဲနဲ့ကြောင့်အမှုအရာပြောင်းနေတာတော့ဒီလိုပါတထေးလေးရဲ့တဲ့တထေးလေးမရှိကြိုက်ဂေါရမမြတ်စွာဘုရားကြွလာတယ်ဂေါရမမြတ်စွာဘုရားကြွလာတော့ခွေးကြီးကထွက်ဟောင်းတယ်တထေးလေးရဲ့ဒီလိုခွေးကြီးကထွက်ဟောင်းတော့ဂေါရမမြတ်စွာဘုရားကတော်ရရာနဲ့ခေါ်ပြောသွားတယ်ဒါရင်မဟုတ်ကျွန်ုပ်တို့ကြားလိုက်တာကဟဲ့တော်ရရမင်းကိုမင်းပြန်ကြည်စမ်းမင်းလူလားခွေးလားဒီလိုမေးသွားတယ်အဲ့ဒီချိန်ကစပြီးခွေးကြီးပြာပုံဝစ်ထမရေအိုးနှိုက်တော့တာပါပဲတထေးလေးဒီလိုလဲပြောလိုက်ရောဟေးဂေါရမဆိုတဲ့ဘုရားကဘုရားဆိုတဲ့ဂုံဟိနဲ့ငါအဖေခွေးဖြစ်တယ်လို့ပြောသွားတာပေါ့ကွာဒီလိုပဲပြောသွားပါတယ်တထေးလေးရိုင်းလိုက်ရာကြည်စမ်းပါဘုရားဆိုတဲ့ဂုံဟိကြီးနဲ့မဟုတ်ငါကိုခွေးသားလို့ဆဲရမှာမကောင်းလို့ငါအဖေခွေးဖြစ်တဲ့ဆိုရင်သွယ်ဝိုက်တဲ့နီးနဲ့ငါကိုခွေးသားလို့ဆဲသွားတာပဲကွာဟေးဂေါရမကငါ့ကိုခွေးသားလို့ဆဲသွားတာမဖြစ်ဘူးဂေါရမလိုက်ပြီးတော့ငါမူဆောင်ဝါဒနဲ့ဆွဆွဲရန်ထောင်မဲ့ဆိုပြီးတော့တရားနာပြိဿခွေးသားသူ့ပါအဲ့လေဒါပါလို့လေပုံနာကြီးသားသူ့ပါသူ့ဘေခုခွေးဖြစ်နေတော့ခွေးသားသူ့ပါကဲတရားနာပြိဿဘုရားကျောင်းတော်လိုက်သွားဟိုရောက်တော့တော်ကြီးမောကြီးနဲ့အော်ရှင်ကြီးကောရမဟဲ့သူ့ပါဘာတော့ကွမင်းကျေလောင်နဲ့ကျဲပဲအေးလေငါဘုရားထူးနေတယ်မင်းဘာပြောချင်လို့တို့ရှင်ကြီးကောရမသည်ကျွန်ုပ်ရဲ့အိမ်မှာရှိတဲ့ခွေးကြီးကိုတောတိရလို့ခေါ်သွားတယ်ဆိုမင်းကလည်းတောရိယမို့ငါဘုရားတောရိယခေါ်တာအဲ့ဒါဘာပြုလို့ကွဒါဖြင့်ကျုပ်ဖေကိုခွင့်ဖြစ်တယ်လို့ဆိုလိုက်တာဗောဖြစ်လို့ဖြစ်နေမှငါဘုရားဆိုမှလားကွယ်တဲ့မင်းဖေခွေးဖြစ်နေတာဟုတ်သားပဲအဲ့ဒါဘာပြုလို့ကြည့်စမ်းငါအဖေခွေးဖြစ်ပြန်တဲ့ရှင်ကြီးကိုတော့မှသင်ဘာပြုလို့ခွေးဖြစ်တယ်လို့ပြောနိုင်တာတော့ရက်စက်လာကြီးလားဘုရားဆိုတဲ့ဂုံဟိကြီးနဲ့ခွေးသားလို့တက်ရိုက်ဆဲရမှာမကောင်းလို့ကျွန်ုပ်ကိုခွေးသားလို့ဆဲလိုက်တာလားဟေးမင်းခွေးသားလို့ငါကဆဲသလားတဲ့ဆဲတော့မဆဲဘူးပေါ့အေးကွယ်ငါဘုရားကဆဲမှမဆဲပဲနဲ့ဒါပေမဲ့ကျွန်တော်ဖေခွေးဖြစ်နေတယ်ဆိုတော့ကျွန်တော်ခွေးသားမကြဘူးလားအေးလေကြားနေတာဟုတ်လို့ကြတာပဲကွယ်ကြည့်စမ်းရှင်ကြီးကတော့ဘာသက်သေပြနိုင်ဟဲ့နေအောင်ကွဒီမှာမင်းသက်သေပြရင်ယုံမလားဟဲ့ယုံမဲ့ရှင်ကြီးကတော့မှကဲသက်သေပြလို့ယုံမယ်ဆိုရင်မင်းကမေးရအောင်မင်းအဖေသေသွားတော့ပစ္စည်းတွေစုံလင်အောင်ပေးကြရလားဟဲ့စုံအောင်မရလိုက်ပါဘူးရှင်ကြီးကတော့မှဘာတွေကြံတော့ဟဲ့တသိန်းတန်နဲ့ရွှေချေနဲ့ရွှေခွက်ရွှေပန်းကိုင်တသိန်းတန်သောပစ္စည်း၃ခုမရလိုက်ပါဘူးရှင်ကြီးကတော့မှအေးဒါဖြင့်အဲ့ဒီပစ္စည်း၃ခုရရင်မင်းယုံမလားဟဲ့ဒီတသိန်းတန်နဲ့ပစ္စည်း၃ခုရရင်ယုံမယ်ရှင်ကြီးကတော့မှ
ကဲဒါဖြင့်ကောင်းပြီတဲ့မင်းအိမ်ပြန်တော့အိမ်ပြန်ပြီးပါလို့ရအဲ့လေငါပြောမယ်ဗောကွအိမ်ပြန်ပြီးတော့မင်းခွေးကြီးကိုကြာကြာနာနာဆက်ပြနဲ့တိုက်ရေချိုးပြီးတော့လေရေမရောတဲ့နွားလို့တွေနဲ့ကနာထမင်းချက်ပြီးတော့ခွေးကြီးကိုကြာကြာနာနာကျွေးပြီးတော့မင်းကောင်းရင်ထားကော်စောပေါ်မှာလေနရွက်နှစ်ခုကြားကနေပြီးအမီးစုံထိအောင်အဲ့ဒီခွေးကြီးကိုအဖေခေါ်ပြီးတော့ကြာကြာနာနာသိဟင်ခွေးအဖေခေါ်ရမယ်ဆိုတော့ပိုးနာသွားရှင်ကြီးတော်ဓမ္မနှိမ့်လာကြည့်လားဖယားဆိုတဲ့ဂုံတူးကြီးနဲ့သူ့ထောက်ပဲသားအပေါ်မှာတနာတဲ့မဟာကရုဏာကြီးရှိတယ်ဆိုအေးလေရှိလို့ပြောနေတာပဲကွဒါမဟာကရုဏာရှင်ကြီးမို့ခွေးအဖေခေါ်ခိုင်းတာလားဩခက်လိုက်တာကွယ်မင်းတသိန်းတန်နဲ့ပစ္စည်းသုံးခုရရင်ယုံမယ်ဆိုလို့မင်းအဖေခွေးဖြစ်တာငါဖယားသက်သေပြမလို့လေဒါကတော့သူ့ပါတဲ့မင်းတသိန်းတန်နဲ့ပစ္စည်းသုံးခုမလိုချင်ရင်လည်းမခေါ်နဲ့ပေါ့သူ့ပါစဉ်းစားကန်းဝင်ပြီပြုတ်အဖေခေါ်သိရင်တသိန်းတန်နဲ့ပစ္စည်းသုံးခုရမှာလေခက်လိုက်တာဒါပေမဲ့လို့လေခွေးအဖေခေါ်တာကပ်ပါတာတော့မဟုတ်ပါခေါ်ခြင်းစိတ်လေးတော့ပေါက်လာအဖေခေါ်သိလို့မရမှာငါမုသဝါဒနဲ့ဂေါရမကိုဆွဆွဲခွေးအဖေခေါ်ခြင်းစိတ်ပေါက်သွားပြီပြုတ်3သိန်းတန်ရမှာကိုပြိဿတစ်ခု1သိန်းဆိုတော့နည်းနည်းတော့မေးရအောင်မယ်ပြည်မြို့ကဒကာဒကမတွေတသိန်းတန်နဲ့ပစ္စည်း3ခုကိုရမယ်ဆိုရင်ခွေးအဖေခေါ်မလားဆိုရင်မေးရင်မေးပါဦးရမေးပါဦးဒီစကားနဲ့ကိုယ့်ဘက်မလှည့်ပဲနေမယ်စကားမှမဟုတ်ဘူးအရှင်ဘုရားကိုဘုရားလှုပ်ချင်လှုပ်မဲ့လူတွေ။ခင်ဗျားတို့ကလည်းမလှုပ်ပါနဲ့ကျုပ်လည်းမေးပါဘူးနော်။တင်မုန်းချေလိုက်ကြတယ်။ဒါပေမဲ့လို့ကျုပ်တစ်ခုတော့ပြောချင်တယ်ပြိဿ။ငွေမတ်တဲ့လူတွေတရားနာပြိဿကြီးအဲ့ဒီတော်ရရခွေးကြီးကအဖေခေါ်ခိုင်းလိုက်ကြတော့တသိန်းတန်တဲ့ပစ္စည်း3ခုရမှာကိုမှန်ရလားပြိဿကြီး။ကြည်လေတရားနာပိဿမင်းမခေါ်ခြင်းနေပေါ့ဆိုတော့ကဲရှိပါစေတော့ရှင်ကြီးခေါ်တော့မှခိုင်းတဲ့အတိုင်းလုပ်မရမှမုသဝါဒနဲ့ဆွဆွဲမယ်ဆိုပြီးတရားနာပိဿအိမ်ပြန်သွားခွေးကြီးဆမ်းပြန်နဲ့တိုက်ရေချိုးခွေးကြီးကလည်းသူ့ဘာမျက်နှာကြီးမော့ကြည့်ရောပေါ့ဒီနေ့ထူးနေတာကိုဆမ်းပြန်နဲ့ရေချိုးပြီးတော့ခွေးဆိုတော့ဘုံဝင်အမြင်သားနောက်ရေချိုးပြီးတော့တရားနာပိဿကြာနာနာရေမရောတဲ့နွားနို့တွေနဲ့နို့ကနာထမင်းချက်ကျွေးပြီးတော့ခွေးကြီးကြာနာနာကော်စောပေါ်သိနရွက်ဆုံကနေပြီးတော့အမီးစုံထိအောင်ခွေးကြီးကိုအဖေခေါ်သိလိုက်တော့လေခွေးကြီးပြုံးလာဒီကခွေးကြီးဘာဖြစ်လာဟေးပြုံးမိမယ်ခွေးဆိုတော့ကြည်ကောင်းပါအေးကွာပြုံးလေအဆွဲထွက်လေဆိုတော့ကြောက်စရာကြီးနေမှာပေါ့ဒါကြောင့်တချို့အယုဆိုးတဲ့လူတွေပြုံးတော့မင်းသိပ်ပြုံးတယ်တဲ့မင်းကတော့ပြုံးတာပဲတဲ့ငါကြိုက်လိုက်မယ်ကြီးထင်နေတာဒါကြောင့်ပြောကြတာပေါ့ခွေးကြီးပြုံးလာပြုံးရင်နဲ့တရားနာပြီးတာခွေးကြီးမျက်ရည်ကျဒီကခွေးကြီးပြုံးပြီးပါဖြစ်အေးကွာအခုရိုက်နေတဲ့ပြုံးမျက်ရည်ဆိုတဲ့ဇာတ်ကားတွေဒါမျိုးနဲ့တူပါလားမှန်းကြည့်ရတာကိုကွပြုံးလို့မျက်ရည်ကြတော့ပြုံးမျက်ရည်ပေါ့ကြည့်တရားနာပြေးတာခွေးကြီးပြုံးပြီးမျက်ရည်ကြပြုံးတာကဘာဖြစ်လို့ပြုံးတာတုံးဆိုတော့သူ့ဘာငါခွေးဖြစ်ပေမဲ့လို့ငါသားကလေးငါ့ကိုအဖေမှန်းသိရှာသေးတကိုဝမ်းသာလို့ပြုံးမျက်ရည်ကြတာကတော့
အဖေမှန်းသိမှတော့တသိန်းတန်တဲ့ပစ္စည်းတွေငါမပေးလို့မတော်ဘူးဒီပစ္စည်းတွေငါမပေးခြင်းပင်နဲ့ပေးရတော့မှာပါလားလို့ဟောနှမျောလို့မျက်ရည်ကျခွေးဘဝတောင်နှမျောတော့နှမျောလို့မျက်ရည်ကျတယ်ပြိဿနောက်တော့မပေးမဖြစ်ပါဘူးဆိုပြီးတော့သူ့ဘာရဲ့ပစိုးစာလေးပါဇက်နဲ့ကြိုက်ဆွဲခေါ်သွားသူ့ဘာလိုက်သွားလေကအောက်ရောက်တော့တရားနာပြိဿသူတသိန်းတန်တဲ့ပစ္စည်းသုံးခုထားတဲ့နေရာကိုခွေးကလက်ကလေးနဲ့ရက်ပြတယ်သူ့ဘာတူးကြည့်လိုက်တဲ့အချိန်ခါမှာတသိန်းတန်တဲ့ပစ္စည်းသုံးခုရဟာအေးအော်အားပြကွာဟေးဂေါရမတဲသိတတ်တဲ့ဂေါရမဓာတ်တော်ဖျားဆိုပြီးတော့ကိုးကွယ်ကြတာပါလားနော်သူများကိုးကွယ်တာကြာလှပြီခုမှသိတတ်တဲ့ဖျားတဲ့ကြည်သာတသိန်းတန်တဲ့ပစ္စည်းသုံးခုသူငါအိမ်နဲ့လည်းတစ်ခါမှမကြွဘူးပါဘူးငါအဖေလည်းမသေးခင်တုန်းကလေဖျားကန့်လန့်တိုက်နေတဲ့ပုဂ္ဂိုလ်ဆိုတော့အဖေနဲ့ဖျားနဲ့လည်းမရင်းနှီးပါဘူးငါလက်ထက်ကျလည်းတစ်ခါမှမကြွဘူးပါဘူးမကြွဘူးမရောက်ဘူးပဲနဲ့ဒီပစ္စည်းတွေဒီနေရာရှိတဲ့ဆိုတာလည်း तू မသိပါဘူးမသိပဲနဲ့လည်းတကူတော်နဲ့ခွေးကြီးမင်းယူပြလိုက်လို့လည်းခိုင်းတယ်မဟုတ်ပါဘူးခွေးကိုဒီလိုတော့ခိုင်းမယ်မဟုတ်ပါဘူးဒါပေမဲ့လို့ तू ပြောတဲ့အတိုင်းငါကခွေးအဖေခေါ်လို့ခွေးကြီးပြတာကတော့ဟုတ်ပြီငါအဖေဘဝကဖြစ်သွားတဲ့ခွေးကြီးပါလားဒါပေမဲ့လို့လေခွေးအဖေခေါ်ရတာကလေပဲရှက်စရာကြီးတန်လောက်ထီအောင်တည်တတ်တဲ့ဖရာတသိန်းတန်တဲ့ပစ္စည်းသုံးခုငါရအောင်ပြပေးပါသဖြင့်ကျေးဇူးကြီးတယ်ဆိုပြီးတော့ဖရာထံအပြေးသွားလို့လောကမှာအတုမရှိသိတော်မူသောမြတ်စွာဘုရားပြီးတော့တသိန်းတန်တဲ့ပစ္စည်းသုံးခုရပါဗျာပြီးတော့ဖေခွေးဖြစ်သွားတာဟုတ်ပါဗျာယုံကြည်ပါပြီဗျာခေါ်ရမှာပြောတဲ့စကားမှန်ကန်ပါပြီဗျာနဲ့ဘုရားကြီးညိုသွားလိုက်တာပြိဿကြီးကြီးညိုယုံနဲ့မကဘူးနောက်မြတ်စွာဘုရားကိုတော်မြတ်ထံချင်းကပ်ပြီးတော့ပြဿနာ14ချက်ကိုမေးလျောက်ပါတယ်ဗျာကဲနောက်ကလက်ချိုးပြီးတော့ဆိုကြတလုံးချင်းဆိုဟိတဲ့နောက်ကထွက်ကြမှာတဲ့နောက်ကလူတွေအသက်ထွက်ကြမှာမဖြေလို့ဘုန်းကြီးတော့စိတ်ဆိုးတော့မှထင်တယ်နောက်ကလူတွေသက်ထွက်ကြတာမှာဖြေခိုင်းတာတဲ့ဩလားဟဲ့ဝေလှကံစီမျိုးညာဘယ်နှလုံးနောက်ကလူတွေမှတ်စမ်းမှသက်ဝေလှကံစီမျိုးညာပြန်ပြောဦးမယ်သက်ဝေလှကံစီမျိုးညာသက်ဝေလှကံစီမျိုးညာတိုင်းဆိုကြမှာအကုန်လုံးညီညီလေးပြန်ဆိုကြမှာမှတ်မိဗလားသက်ဝေလှကံစီမျိုးညာအဲ့ဒါကိုမေးသက်ဆိုတာဘာပြောတာရှင်ကြီးကိုဓမ္မလူသားဖြစ်နေကြတဲ့တတ္တဝါတွေမှာဒီမြေပေါ်နေဒီရေကိုတောက်ဒီထမင်းကိုစားပခုံးတစ်ဖက်ကြခေါင်းပေါက်တဲ့လူချင်းအတူတူဖြစ်ပါလျက်ကနေတချို့ကြတော့အသက်တိုးနေကြပါတယ်ရှင်ကြီးကိုတပါတချို့ကြတော့လည်းအသက်ရှည်နေကြပါတယ်ရှင်ကြီးကိုတပါလူတွေအတူတူဖြစ်ပါလျက်ကနေတချို့ဘာပြုလို့အသက်တိုးတာလဲတချို့ဘာပြုလို့အသက်ရှည်တာလဲသက်ဆိုတာအသက်အတိုးရှည်မေးတာပါဘုရားဆိုတာဒီလိုဖြေကြပိဋကကြီးသက်ဆိုတဲ့စကားလုံးလေးအဓိပ္ပာယ်ကဘာပါလိမ့်အတိုးအရှည်အသက်ထဲပြီဘ
ဘယ်ဟာတွေမှမသိပဲဖြစ်နေဦးမယ်အသက်အတူအရှိမေးတာပါဗျာသက်ဆိုတာဘာတော့ဟဲ့မြတ်စွာဘုရားကကံတစ်ချက်နဲ့ဖြတ်ဟောတယ်သူပါအသက်တူတာအကုသိုလ်ကံကွအသက်ရှိတာကုသိုလ်ကံနောက်ဘဝကပါဏာတိပါဒသိက္ခာပုဒ်တွေလွန်ကျူးခဲ့တဲ့ပုဂ္ဂိုလ်ကြတော့အသက်တူတာပေါ့နောက်ဘဝကပါဏာတိပါဒသိက္ခာပုဒ်တွေကိုရှောင်ကျင်ခဲ့တဲ့ပုဂ္ဂိုလ်ကြတော့အသက်ရှိတယ်ပိဋကကြီးအသက်တူတာကုသိုလ်ကံလားအကုသိုလ်ကံအသက်ရှိတာရောဟဲ့အကျယ်ဝင်ဟောမယ်ဆိုရင်နောက်ပိုင်းဇတ်ထုတ်ဟောနိုင်ဘူးနော်နောက်ပိုင်းဇတ်ထုတ်မဟောနိုင်ဘူးတရားနာပိဋကတို့နဲ့လိုရင်းလေးခင်ဗျားတို့နားလည်ရင်ပြီးရောဆိုပြီးကျုပ်ဟောသွားပါနားလည်ဖို့အရေးကြီးပါတယ်ဉာဏ်ဒီကံတရားပွဲဟောပြီးပြည်မြို့ကယဉ်ကျေးမှုဒီဇတ်ယုံကြီးရှံထွက်တာဟာပိဋကနားလည်လို့လာတာပါနားမလည်ရင်လာပါဒါကြောင့်နားလည်အောင်ပဲဟောရကြည့်တရားနာပိဋကမေးမလို့ပိဋကကြီးအသက်တူခြင်းသလားရှည်ခြင်းသလားမပြောတဲ့လူတွေအသက်တူခြင်းလို့တော့မှတ်ကြဟုတ်တယ်ကြောင်ခိုးနေတဲ့လူတွေအငိုက်တော့ရရမယ်ပိဋကကြီးမေးအောင်မယ်ခမည်းတော်အသက်တူခြင်းသလားရှည်ခြင်းသလားဘယ်သူနေရဲသေးအသက်ရှည်ခြင်းလို့ရှိရင်တရားနာပိဋကကြီးကုသိုလ်ပြုရမှာလားအကုသိုလ်ပြုရမှာလားကုသိုလ်ပြုရမယ်ဆိုရင်တရားနာပိဋကကြီးလှူရမှာလားမလှူပဲထိုင်နေရမှာလားဒါဖြင့်လှူကြအတော်အကွက်ဝင်တဲ့တရားပေါ့ကွယ်နော်အတော်အဆင်ပြေတဲ့တရားအသက်ရှည်ခြင်းတဲ့လူတွေဆိုတော့ဒီကနေ့လှူကြတော့မယ်ဗောဘုရားကိုယ်တော်မြတ်ကဟောနေပြီအသက်တူတာအကုသိုလ်ကံအသက်ရှည်တာကုသိုလ်ကံကံတက်ပြီးတော့ပါတော့ဟဲ့ဝေဆိုတာရှင်ကြီးတော်မှာတချို့ဝေဒနာများတယ်တချို့ဝေဒနာနည်းတယ်ဒီထမင်းဒီဟင်းအတူတူစားကြတာပါပဲပိဋကကြီးတချို့ဝေဒနာနည်းပြီးတော့တချို့ဝေဒနာမများဘူးလားပိဋကဘာဖြစ်လို့ရုံးနဲ့သူ့ဘာကမေးတော့ဘုရားကိုယ်တော်မြတ်ကသူ့ဘာတဲ့ဝေဒနာများတာအကုသိုလ်ကံပါကွာသူများနှိမ့်ဆက်ခဲ့တဲ့အကုသိုလ်ကံဟဲ့ရှင်မောကလန်ကြီးကြည့်ပေါ့လက်ဝဲတော်ရတကိုးရဧတရက်ရပြီမယ်လို့မြင်းမို့တောင်ခုနှစ်ပတ်ပတ်တဲ့နဂါမင်းကြီးကိုတရားနာပိဋကအပေါ်ကနေ14ပတ်ပတ်မြင်းမို့တောင်နဲ့ညတရားမင်းရဲ့ဝေဇယံတာပြတ်သက်ကိုခြေမနဲ့ညှပ်ပြီးတွတ်ခါအောင်လှုပ်နိုင်တဲ့တကူပြင်းထန်တဲ့ရှင်မောကလမင်းဖြစ်တော်လေမရစကားနားထောင်မြင့်မမြင့်မိဘနှစ်ပါးကိုသခိုးလို့ရိုက်ခဲ့တော့ဟောပရိနိဗ္ဗာန်စံကန်ကြီးမှာခိုးသား900ရိုက်ခံရတယ်6ရက်တော့တရားနာပြီးသားရှောင်းနေသေးတယ်ကောင်းငင်ပြန်ပြီး9ရက်ကြတော့မရှောင်းနိုင်အဲ့ဒီကံကြီးဖိစည်းလာတော့အယိုးတွေကြေးကုံအောင်ကိုအရိုက်ခံရဒီဝေဒနာတန်ချက်နဲ့ပဲပရိနိဗ္ဗာန်ဆံရသည်ဒါမို့တရားနာပြီးသားဝေဒနာဆိုတာအကုသိုလ်ကံဆိုတာမရှင်းဘူးလားပြိဿကြီးဝေဒနာနည်းတဲ့ဆိုတာကုသိုလ်ကံပိဋကကြီးမေးရအောင်မယ်အနာရောဂဝေဒနာတွေများခြင်းသလားအနာရောဂဝေဒနာတွေနည်းခြင်းသလားမပြောတဲ့လူတွေရဟနာပေါက်ပါလေဟုတ်တယ်လူရှိအမြင်မကောင်းကုန်နေရခိုးနေကြပိဋကကြီးဝေဒနာနည်းခြင်းသလားဝေဒနာများခြင်းသလားဝေဒနာနည်းခြင်းကုသိုလ်ကံပြုရမှာလားအကုသိုလ်ကံပြုရမှာလားကုသိုလ်ကံပြုရမယ်ဆိုတာလှူရမှာလားမလှူပဲထိုင်နေရမှာလားဒါဖြင့်လှူကြအတော်အဆင်ပြေတဲ့တရားပေါ့တရားမနာခင်နဲ့တရားနာပိဋကငွေက1900ကျော်သွားဒီကနေ့အတော်အားရပါတယ်3-4 တောင်လောက်တော့ရလိမ့်မယ်ထင်တယ်ကြိတ်တရားနာပိဋကကြီးဝေပြီးတော့ဘာတော့တရားနာပိဋကကြီးလှတယ်ဟဲ့လှကျင်တဲ့လူတွေနားထောင်လားဟဲ့တချို့ပခုံးနဲ့ဖဲကြခေါင်းပေါက်တာချင်းအတူတူဖြစ်ပေမဲ့လို့တချို့သိလှနေပါသည်ဗျာတချို့ကြတော့သိအယုတ်ဆိုးနေပါသည်ဗျာပြေးသားကြီးတချို့မလှဘူးလားမလီတချို့ကြတော့မျက်တောင်ခတ်ရမှကြောက်တော့အောင်လှပါရဲ့ဟိမျက်တောင်ခတ်ရမှကြောက်တယ်တဲ့ဘာဖြစ်လို့တော့လို့ဆိုတော့
မလီမြတ်တောင်များခတ်လိုက်ရင်တဲ့တမန်းမြတ်တော်ကြီးချသွားသလိုကြွားကြတာကြွားကြဟာမလီကြွားတဲ့လူတွေကကြွားတော့လေယုံတဲ့လူတွေကယုံကြသည်ယုံမှုလားပြိဿတချို့ပဲထီအောင်ကြွားတော့အမလီတဖွာမှတောင်မခွာနိုင်ဘူးတဲ့ခြေလန်းတလှမ်းလှမ်းတဖွာလွတ်တဲ့ဥစ္စာဒါတဖွာမှမခွာနိုင်ဘူးယုံတဲ့မိန်းမတွေကလည်းရမ်းယုံကြနောက်မယုံနဲ့တဖွာမှမခွာနိုင်ဘူးဆိုတဲ့ယောက်ျားတွေတိုင်ကတ်ကျိုးနဲ့တုတ်ရဘယ်မှာမသွားနဲ့ဟောက်တာသူကတဖွာမှမခွာနိုင်ဘူးပြောတာကိုသမင်းကျွေးချိန်သွားကျွေးလိုက်ရေတိုက်ချိန်သွားတိုက်လိုက်ကျင်းကြီးကျင်းကဆွညင်လည်းဘယ်မှာသွားနဲ့အဲ့ဒီနာရင်ပြစ်ထုတ်လိုက်ဒါရှိတာပဲခြေလန်းလန်းတဖွာလွတ်တော့မှာသူကတဖွာမှမခွာနိုင်ဘူးပြောတာကိုဩရမ်းရမ်းယုံညကြွားတဲ့လူတွေကြွားတော့လေယုံတဲ့မိန်းမတွေကယုံကြပါသည်တဖွာမှမခွာနိုင်ဘူးပြောတော့မိန်းမတွေကလည်းဩငါချစ်ရှာတာတဖွာမှမခွာနိုင်ဘူးလေသူခင်ဗျာဟုတ်ရှာပါနော်ဆိုတော့အကုန်လည်းလဲကုန်ရောလဲဘူးလားပြိဿကြီးလဲတာပေါ့ပြိဿကြီးဒီထဲတချို့သိမ့်လှလို့မျက်တောင်ခမ်းရမှာကြောက်တယ်ဆိုတဲ့နေရာမိန်းမများချိန်မွန်းတာတော့ဥလှသိမ့်တို့မှပြုတ်မျက်ခုံးလေးဖြစ်တော့လက်နဲ့ကင်ပြကျွတ်တော့ဘုန်းကြီးဆိုတော့ပါဇက်ကဘာပြောလူကသိမ့်လှုပ်လို့ဖြစ်တာမဟုတ်မြင်လားဥလှသိမ့်မင်းကလေးချိန်မွန်းတဲ့နေရာနားထောင်ကြည့်မျက်ခုံးလေးက3ရက်လနဲ့တူတယ်သူကကင်ကြတာနော်မျက်လုံးလေးကတောက်ကြကျဲလို့ကိုယ်မြစ်တောင်လေးကို့ပါပြီတော့အမရဲဥလာသိပြောတာပြောပါတယ်နာရံကလေးကဆင်းလို့နေပြန်တယ်ပအိုလေးကမွတ်မွတ်လေးပါပဲကွယ်နှုတ်ခမ်းတော်လေးကမူရည်ကျွဲတယ်အမရှိကြီးပေါ့ဗျာဥလာသိလို့ချိန်မွန်းတာသွားကလေးကစပယ်ဘူးတန်တန်နဲ့ခါသိလို့ရင်ဟန်ချီတယ်ပေါင်းတယ်မို့တွေ့စမ်းနေတော့တယ်အရှိကြီးပေါ့ဗျာဥလသိချိန်မွန်းတယ်လို့ဆိုရင်ဒါကြောင့်တရားနာပြေတာတချို့ကြတော့မြက်တောင်မခတ်ရဲအောင်လှဟောတရားနာပြေတာတချို့ကြတော့ကြည့်မဖြစ်အောင်အယုတ်ဆိုးတဲ့ဆိုးဘူးလားပြေတာကြီးပြေတာကြီးကျုပ်တရားဝဲတဲ့ရင်ကိုသိတ်လှတဲ့လူတွေပါဘူးလားကြည့်မဖြစ်အောင်ရုပ်ဆိုးတဲ့လူကောင်ပါဘူးလားပါပြီမလို့အယုတ်ဆိုးတဲ့လူလဲကိုလှတာနဲ့သွားမကဲ့ကြီးကြနဲ့ဟုတ်တယ်တချို့ကကိုလှတာနဲ့သူများသွားကဲ့ကြီးအမလီသူသွားကြီးကခေါ်တာအုတ်ရှိသီးစားဖို့ကောင်းအုတ်ရှိသီးမကလို့ဘာရှေ့စားကိုနဲ့ဘာဆိုင်တော့ခင်ဗျားတို့ကတော့သွားခေါ်လို့ကဲ့ကြီးတာဗျအကြိုက်တွေ့တော့ဘာပြောတယ်ထင်တော့သဘောလေးနဲ့မင်းရဲ့ပြုံးနေသလိုပဲကွဟိုဖြင့်ခေါ်လို့စီမရဒါသူကပြုံးနေတယ်လို့ထင်တချို့ကြတော့လည်းမျက်လုံးမေးတာသွားကြည့်အမလီသူ့မျက်လုံးကမေးတာတဲ့ပွေးမျက်လုံးကျနေတာကြာရင်ပိတ်တော့မှမကြီးဝွင့်ကျနေတာပဲဘာဝွင့်ဖြစ်ကိုနဲ့ဘာဆိုင်လို့ခမည်းတော်ကတော့မျက်လုံးမေးလို့ကြည့်သူ့ကြိုက်နဲ့သူတွေ့တော့လေသူ့ကိုနဲ့သူ့ဆန်တန်ယုံနဲ့မျက်လုံးကလေးကိုကအိတ်နေသလိုပဲကွဟိုဖြင့်မေးလို့ဖွင့်မရအကြိုက်တွေ့တော့အိတ်နေသလိုပဲတဲ့ပြိဿရဲ့ဒါကြောင့်တရားနာပြေတာကြီးကိုလှတာနဲ့သူများသွားမကဲ့ကြီးပါနဲ့ဟေးအယုတ်ဆိုးတဲ့လူတွေလည်းငါအားပေးခဲ့မယ်ဟေ့အားမလျှော့ပါနဲ့အယုတ်ဆိုးလို့မရတာလောကမရှိပါဘူးပြေတာကြီးအယုတ်ဆိုးလို့မရတာလောကရှိရမြစ်ထဲကမျောလာတဲ့မဟာဗရုမမင်းသားကြီးဆယ်တဲ့ခြေတွေလက်တွေမပါတဲ့ပေါင်ထိုးတောင်မိဖုရားကြီးကကောက်ကြိုက်လိုက်သေးပြီအားမလျှော့နဲ့ဟဲ့ဒါကြောင့်တရားနာပြိတ္တာကြီးမေးရအောင်မယ်ခမရတို့အယုတ်ဆိုးတာကြိုက်သလားယုတ်လှတာကြိုက်သလားကိုလှခြင်းတို့မလှခြင်းတို့လှတာပဲကြိုက်ကြဒါပေမဲ့လို့ငါနည်းနည်းတော့မှားခဲ့မဟေးလှတာများရိုင်းမကြိုက်ကြနဲ့ရမ်းမကြိုက်ကြနဲ့လှတာများလှတာမဲ့တော့ဘာပြုဆိုလားကုန်ပြီနေနော်ငါမပြေခြင်းလို့ခြံထားသူကပြစ်တုတ်လိုက်ပြီဒီတော့တရားနာပိဋကရေဒါကြောင့်လှတာရမ်းမကြိုက်နဲ့ကျုပ်ကိုယ်တိုင်မှားဘူးတဲ့လှတာရမ်းကြိုက်လို့ပြောရအောင်ငယ်ကျိုးငယ်နာတော့ကုံတော့မှာအခုမဟုတ်ပါဘူးဟိုကိုရင်တုန်းကငယ်ငယ်တုန်းကသိမှသိပဲနဲ့ကိုရင်တုန်းကကျုပ်စကိုင်းမှနေ
စကိုင်းနေတော့ဘုန်းကြီးကလည်းကျုပ်အမတန်ချစ်ရန်ကုန်ကတရားနာပိဿကားကြီးနှစ်စင်းဖျားဘူးလာကြတယ်စကိုင်းရန်ကုန်ကအဲ့ဒီကားကြီးပေါ်မှာပါလာတယ်မခင်တန်းဆိုတဲ့ကလေးမလေးကသိလှရန်ကုန်ကမခင်တန်းဆိုတဲ့ကလေးမလေးသိလှတော့တရားနာပိဿကြီးကျုပ်ကမျက်တုံခတ်ကြည့်ကြည်ုံနဲ့မကဘူးတရားနာပိဿဦးစင်းနေရှိသွားချိန်မွန်းဦးစင်းဖျက်ဟဲ့ကွယ်ဘာတော့မခင်တန်းလေးလှတယ်ခဏချိန်မွန်းတော့ကြောင့်ဟိုးစွန်းနဲ့တွေ့တယ်ဦးစင်းပြမခင်တန်းလေးလှတယ်ဒီကောင်မျက်စိကျနေပြီထင်တယ်ဟဲ့ကိုရင်မင်းခင်တန်းစာပေးกว่าဦးစင်းတွေကမြောက်ပေးတယ်ဦးစင်းတွေကမြောက်ပေးတော့တပည့်တော်မရေးတတ်ဘူးဗျဒါကောင်မင်းမရေးတတ်တို့ရေးပေးဦးစင်းနေရေးပေးတဲ့သမီးစားစာဆိုတော့လေပါဠိတွေနဲ့ပေါ့ဗျာပခိနီတို့အဘိရူပန်းတို့ပေါ့ပခိနီဆိုတာချင်းနမအဘိရူပန်းဆိုတာအလွန်အဆင်းလှပါဠိတွေနဲ့ရေးပေးကျုပ်ကလည်းတရားနာပိဿကိုယ်တိုင်တော့မစွမ်းပါဘူးမခင်တန်းကိုသူ့မောင်လေးအပေးခိုင်းသူများနှာခေါင်းနဲ့အသက်ရှူရသူ့မောင်လေးအပေးခိုင်းတော့သူ့မောင်လေးကမခင်တန်းသွားပေးမခင်တန်းကစာရီဖတ်ကြည့်တယ်ပါဠိတွေပါတော့ဘုရားရှိခိုးမှလို့သူ့ဖေသွားဗျာဗျာအိုင်ငါးပါးတော့မှောက်ပါဟဲ့ကောင်မလေးဒါပါတော့ဘုရားရှိခိုးလေးဖေးရဲ့ဘယ်ဘုရားရှိခိုးအောင်သမီးသားသားနေဘသူကပေးတာနော်ကိုရင်ကပေးတာဦးစင်းနဲ့မြောက်ပေးတာနေမှာပြန်ပေးလိုက်ဆိုတော့မခင်တန်းကကျုပ်ရှိပြန်စာလေးလာအဲ့ဒီစာတော့ပြန်မပေးဘူးပြန်စာလေးကိုရင်တဲ့တပည့်တော်မှမေတ္တာမမျှခြင်းပါနဲ့တဲ့တပည့်တော်မှလူစင်မမိလို့ပါကဲကျုပ်ကျင်တတ်မလားဗျကြည်စမ်းပါဗျာမျက်လုံးမျက်ဖားနှာရမ်းကအစဒါလောက်လှနေတာကြီးလူစင်မပါရလူစင်မမိရအောင်ဘာတစ်ခုခုမပါလို့ပါလေကျုပ်မကျင်တတ်ဘူးမကျင်တော့နောက်ထပ်ပေးတယ်စားရအောင်ထပ်ပေးတော့မခင်တန်းကတရားနာပိဿဒီတစ်ခါတော့ပြန်စာမဟုတ်ဘူးချင်းစာလေးလားချင်းနဲ့စာလေးအေးကွယ်ချင်းနဲ့စာလဲငါညီများနားထောင်ရင်မင်းတို့ဆိုတော်တဲ့နေရာချင်းမှာပေါ့ငါချင်းပုံကြည့်ကွာကိုရင်နဲ့မယုံရင်မနဲ့စောစောဖုန်းကြီးရှိလာခဲ့ပါခေါင်းကြည့်သွားဟောဗျာလူငယ်တဘာဝချင်းတာလူကြီးမသိတဲ့နေရာချင်းကြတာငါဖုန်းကြီးရှိချင်းပါဘုန်းကြီးလျှောက်ထားငါတော့ရိုက်တော့မှထင်တယ်ကျုပ်ကကြောက်အဲ့ဒါနဲ့တရားနာပိဿသူချိန်ထားတဲ့နေရာဆိုတော့လည်းသွားရတာပေါ့လေသွားတော့တရားနာပိဿသူကဘုန်းကြီးရှိထိုင်းနေမခင်တန်လန်းသွားတာလည်းတစ်ခါမှမမြင်ဘူးကျုပ်ကထိုင်းနေတော့ကြည့်ချိန်မွန်းမခင်တန်ဘုန်းကြီးရှိကြုံကလေးထိုင်းနေကျုပ်ကမလှမ်းမကန်းကလှမ်းကြည့်သမ်းပါဗျာသူ့မျက်နှာကြီးကြည့်ကြလာပြီးဝန်းကျလို့လှလိုက်တာမျက်လုံးမျက်ဖန်နှာရံကအစလူစင်မမိရအောင်ဘာများမပါလို့ပါလို့ကြည်သာမကြည်နပ်နေတာတရားနာပိဿသူ့ဘေးချထားတဲ့ဂျိုင်းတောင်ကြီးကျုံမမြင်ဘူးမာကုန်ပြီအဲ့ဒါမခင်တန်းကတရားနာပိဿကျုံမှမြင်ပါစေတော့လို့ဘုန်းကြီးတပည့်တော်မှသွားတော့မယ်ဘုရားသူဂျိုင်းတောင်းနဲ့ထားပါဘယ်ပေါင်တစ်ချောင်းပါတော့ရှက်လိုက်တာအဲ့ဒီတော့ကကျုံမျက်နှာဇီးဘက်လောက်ရှိမျက်နှာကိုမဲသွားငယ်ငယ်လုံးကဟဲ့လှတာကိုရမ်းကြိုက်လို့ငါမှားခဲ့ဘူးသကွက်ညီငယ်တို့နှမငယ်တို့ဒါကြောင့်လှတာတွေရမ်းမကြိုက်ကြခြင်းနဲ့လှတယ်ဆိုတဲ့ကိစ္စရုပ်လှထားရင်မကဟေးအချင်းလှမှဟေးအချင်းလှတာတော့မရှိနဲ့အချင်းလှမှလှတာကိုမကြိုက်နဲ့ဆိုလို့လဲလှတဲ့လူတွေငါမျက်စောင်းမထိုးကြနဲ့ရုပ်လဲလှမယ်အချင်းလဲလှမယ်ဆိုရင်အဲ့ဒါပို့ပြီးတော့အဆင်ပြေပါတယ်ရုပ်လှတဲ့လူတွေလဲစိတ်ကလေးလှအောင်ကြိုးစားကြကောင်းမှုလားပြိဿကြီးစ
စိတ်ရောရုပ်ရောလှသွားတယ်ဆိုရင်အတိုင်းချင်းအလွန်ပေါ့မှန်ရလားမှန်ပါဗျာကြည်တရားနာပြိဿရဲ့အဲ့ဒါကြောင့်မို့လို့လှတာရမ်းမကြိုက်ဖို့သတိပေးပြီးတဲ့နောက်ကျုပ်ကိုယ်တိုင်မှားခဲ့ဘူးလို့ရှေ့ဆက်မေးရအောင်ပရိသတ်ကြီးရုပ်လှတယ်ဆိုတာကုသိုလ်ကံလားအကုသိုလ်ကံလားမအားနဲ့ဟိလှတာလှပရိသတ်ကြီးရုပ်လှတာကုသိုလ်ကံလားအကုသိုလ်ကံလားအယုတ်ဆိုးတာကရုပ်လှတာမေတ္တာဟိအယုတ်ဆိုးတာဒေါသဟိအကုသိုလ်စေတသိက်သူ့ဘာရုပ်လှတာကုသိုလ်ကံအယုတ်ဆိုးတာအကုသိုလ်ကံကံတစ်ချက်နဲ့ဖြတ်ခေါ်နောက်တရားနာပြည်သားကြီးလှပြီးတော့ဘာပါလေကံဟိတချို့ဘုံကံကြီးတယ်တချို့ဘုံကံနီးပြည်သားကြီးတချို့ဘုံကံမကြီးဘူးလားတချို့ဘုံကံမနီးဘူးလားဘုံကံကြီးတယ်ဆိုတာကုသိုလ်ကံဘုံကံနီးတယ်ဆိုတာအကုသိုလ်ကံမှန်ရလားပြည်သားကြီးဘုံကံကိုမသိမချင်းတစ်သက်လုံးကြီးမဲ့ဘုံကံမျိုးကိုပြီးဆုံးသည့်တိုင်အောင်ကြိုးစားပြီးတော့ပြုရနောယထာတို့ဘုံကံကြီးသလောက်တရားနာပြည်သားကြီးနောက်ဆုံးကြတော့ဘာခတ်ပါလိမ့်ဘုံကံကြီးတဲ့အချိန်ကြီးပြီးတော့နဲတဲ့အချိန်ကြတော့လေသူခမခံရရှာရောဒါကြောင့်ဘုံကံကိုတစ်သက်လုံးကြီးအောင်သေခိဘုံကံကြီးအောင်ကုသိုလ်ကောင်းမှုကိုကြိုးစားပြုကြကောင်းမှုလားပြည်သားကြီးကံကလည်းအလွန်အရေးကြီးပါတယ်ပြိဿနော်ကံဆိုတာသူများပြုတဲ့မှုပုံပေါ့ကိုပြုတဲ့မှုပြိဿကြီးကံဆိုတာဘယ်သူပြုတဲ့မှုကြိုးစားကြပေါ့မြင်မလားရှေးတုန်းကများတရားနာပြိဿငါမှုေးတို့များကံပေးတာနှမ်းလှော်စိုက်တာတော့အပင်ပေါက်ကြတယ်ပြိဿကြီးမေးအောင်မနှမ်းလှော်ကျဲတာအပင်ပေါက်နိုင်မှာမလားအဲ့ဒါပေါက်တယ်ဗျာပေါက်ပုံလေးပြောရအောင်မောင်မွေးသူများနှမ်းခင်းနေပြက်တယ်သူနှမ်းခင်းမပြက်ဘူးငါဘာဖြစ်လို့ဒီလောက်အကျိုးပေးပါလဲငါမွေးတော့နှမ်းလှော်ကျဲပါကွာစမ်းစမ်းသူကံသူစမ်းငါမွေးနှမ်းလှော်ကျဲမကွာဆိုပြီးတရားနာပိဿနှမ်းလှော်တဲ့တောင်းကြီးထမ်းသွားပြီးတရားနာပိဿရေတော်တဲ့ရောက်တော့နှမ်းမကျဲခင်တရားနာပိဿနှမ်းတောင်းလေးချပြီးတော့တဲကလေးတဲ့သွားအိတ်တရေတမောသူနဲ့ရာခင်းချင်းရှင်လို့တဲ့လူကလည်းမောင်မဲတဲ့ပြိဿမောင်မဲကစဉ်းစားတယ်ငါမွေးနဲ့ငါနဲ့ရာခင်းချင်းရှင်လို့တာစီးရိုးချတယ်ငါရာခင်းပြက်ပြီနဲ့သူရာခင်းမပြက်ဘူးဘယ်နဲ့ကြောင့်အကျိုးပေးနေပါလိမ့်ဘာမှမဟုတ်ဘူးမျိုးကောင်းလို့ဖြစ်ရနှမ်းမျိုးကောင်းလို့ဖြစ်ရဒီကောင်တော့နှမ်းမကျဲသေးဘူးနှမ်းတောင်းချပြီးတော့တဲတဲ့ဝင်အိတ်သူမျိုးကောင်းတဲ့နှမ်းတောင်းတဲ့ငါနှမ်းတောင်းမကောင်းတာတွေနဲ့လဲဆိုင်နှမ်းတောင်းရင်သွားလဲစိုက်လိုက်ကြတာပြိဿနှမ်းပင်ပေါက်မဲ့အချိန်ကြတော့မောင်မွေးနှမ်းခင်းကဦးလို့မောင်မဲနှမ်းခင်းတပင်မပေါက်ဘယ်ပေါက်မလို့ဟိုကလှော်ထားတာတွေသူကယူဆိုင်အဲ့ဒီနေ့ကစပြီးတရားနာပြိဿကံပေးတဲ့နေရာငါမွေးတော့မစမ်းကြနဲ့နှမ်းလှော်ကျဲတာတောင်အပင်ပေါက်တကွလို့ရာဇဝင်ရောက်ဘူးတယ်မှန်လားပြိဿကြီးဒါကြောင့်တရားနာပြိဿကြီးဘုံကံကြီးတဲ့ဆိုတာလည်းမိမိပြုတဲ့ကုသိုလ်ကံဘုံကံနီးတဲ့ဆိုတာမိမိပြုတဲ့အကုသိုလ်ကံပြိဿကြီးဘုံကံနီးခြင်းသလားကြီးခြင်းသလားဘုံကံကြီးခြင်းရင်ကုသိုလ်ပြုရမှာလားအကုသိုလ်ပြုရမှာလားကုသိုလ်ပြုရမယ်ဆိုရင်လှူရမှာလားမလှူပဲထိုင်နေရမှာလားတော့နာပါရဲ့လှူကြအတော်အဆင်ပြေတဲ့တရားတော်ပြိဿတိုင်းကြည်တရားနာပြိဿရေကံပြီးတော့ပါလိမ့်တချို့စည်းဝါးဖြစ်ပါတယ်တဲ့ရှင်ကြီးကတော့မှတချို့စည်းဝါးမဖြစ်ဘူးတဲ့ပြိဿကြီးတချို့စည်းဝါးမဖြစ်ဘူးလားတချို့ကြတော့မဆန်နော်စည်းဝါးဖြစ်ခြင်းနဲ့လူကြတရားနာပြိဿငွေနှစ်ကြက်နဲ့ထီမထိုးပဲနဲ့လက်မှတ်ကောက်ရတော့သိမ့်ပြီးပေါက်တယ်မှန်လားပြိဿကြီးဒီဘောမဖြစ်ရှင်တဲ့လူကြတော့လေတရားနာပရိသတ်ငွေနှစ်ကြက်နဲ့ထီထိုးသိမ့်ဒီပေါက်လို့မဟင်္ဂါရကြီးခြီတောင်းတဲ့ကံအိမ်ပြန်ပြီးလက်မှတ်ပြောက်တော့စိတ်နောက်ယူရှာတယ်စီးပွားဆိုတာအတော်ခက်တယ်ရှာတိုင်းစီးပွားဖြစ်ရင်တို့တိုင်းပြည်တစ်ထဲကြီးနေမှာပေါ့မှန်လားပရိသတ်ကြီးစီးပွားဆိုတာရှာတိုင်းဖြစ်သလားပရိသတ်
မဖြစ်ဘူးပိဋကကြီးအတော်ခက်အကျိုးပိဋကတန်တော့လည်းပေးငွေနဲ့ကြက်နဲ့ထီထိုးပြီးတော့ဘိုးဘိုးအောင်မပါဆိုပေမဲ့လို့သိန်းဒီမပေါက်တော့လဲအပြိုကြီးလင်ဝရန်ဆိုတာသိန်းဒီဝင်ပေါက်ခင်ပေါက်နေတတ်သည်မှန်ရလားပိဋကကြီးအော်တချို့တရားနာပိဋကဤစုစုကားကြီးတွေနှစ်ဦးစင်ပြိုင်ထောင်ကြစီးပွားဖြစ်ချင်တဲ့လူကြတော့သူငှားတဲ့ကားသမားဒရိုင်ဖာကအရက်မတော့ဘူးကုံသူဖတ်သူရအောင်ရှာတယ်ကားပစ္စည်းတွေမခိုးဘူးကားပြင်တော့လည်းလိမ်မပြောဘူးကျိုးပေးတိုက်တလုံးကနှလုံးဖြစ်လာဤစုစုတည်င်းကလည်းနှစင်းထောင်လာစီးပွားမဖြစ်ချင်တဲ့လူကြတော့သူငှားပြီးတော့ခိုင်းတဲ့ကားဒရိုင်ဖာကအရက်တော့ကားပစ္စည်းတွေခိုးကုန်ချဘူးဒီထဲတရားနာပိဋကတောင်ကြီးတို့မေမြို့တို့လာရှိုးတို့တဲ့ကြောက်ကြီးတဲ့မူးပြီးတော့ထိုးကြကုန်ရောတစင်းတောင်ပြန်မထောင်နိုင်ဘူးစီးပွားပိဋကဒါကြောင့်တရားနာပိဋကကြီးရှာတိုင်းကစီးပွားဖြစ်မဲ့ဆိုရင်တို့တိုင်းပြည်တစ်ထဲကြီးဖြစ်ကုန်ကြမှာပေါ့အဲ့ဒါဘုရားကိုယ်တော်မြတ်ကဟောတယ်စီးပွားဖြစ်တာကုသိုလ်ကံနဲ့စီးပွားမဖြစ်တာအကုသိုလ်ကံနဲ့ပိဋကကြီးမေးရအောင်မယ်စီးပွားဖြစ်ခြင်းလားမဖြစ်ခြင်းဘူးလားစီးပွားဖြစ်ခြင်းရင်ကုသိုလ်ပြုရမှာလားအကုသိုလ်ပြုရမှာလားကုသိုလ်ပြုရမယ်ဆိုတာလှူရမှာလားမလှူပဲထိုင်နေရမှာလားတိုင်းဒါဖြင့်လူကြအာနာလို့ဘုန်းကြီးကိုယ်စားလှယ်များဝင်ပြောမလားလို့ကဲစီးပြီးတော့ပါလိမ့်တချို့အမျိုးမြတ်ကြပါသည်ရှင်ကြီးကောဓမ္မတချို့အမျိုးယုတ်ကြပါသည်အမျိုးမြတ်တယ်ဆိုတာကုသိုလ်ကံအမျိုးယုတ်တယ်ဆိုတာအကုသိုလ်ကံဘုရားဟောပိဋကကြီးတချို့အမျိုးမယုတ်ဘူးလားတချို့အမျိုးမမြတ်ဘူးလားလူငယ်တွေသတိပြုခဲ့အနန္တ၅ပါးမလေးစားတဲ့ခေတ်ဆိုတော့တချို့အမေကိုသရောင်းသမားကြီးဆဲကလေးမကြီးသရောင်းသမားကြီးတဲ့အမေကလည်းသမီးလေးပြန်ဆုံးပါတယ်နင်းနာထုံးစံတာမှာဟာမကြရတဲ့သူတို့ပါဇက်တယ်အဲ့ဒီလိုပါဇက်ကအထွတ်မကောင်းလို့ရှိရင်နောက်ဘဝတရားနာပိဋကကြီးအမျိုးယုတ်တတ်ပါသည်ဘုရားဟောကျမ်းဂန်ထဲမှာဒီလိုအမေကသမီးကိုဒွန်းစန္ဒဆဲလို့သမီးကအမေကိုဆဲလို့ဝစီဝေရတွေလိုက်ပြီးတော့ဒွန်းစန္ဒဖြစ်ကြတာတွေလည်းကျမ်းဂန်မှာနိပတ်တွေရှိပါဗျာမှန်လားပိဋကကြီးဒါကြောင့်ပိဋကကြီးအမျိုးမြတ်တယ်ဆိုတာကုသိုလ်ကံလားအကုသိုလ်ကံလားအမျိုးယုတ်တယ်ဆိုတာပိဋကကြီးအမျိုးမြတ်ခြင်းလားအမျိုးယုတ်ခြင်းလားအမျိုးမြတ်ခြင်းရင်ကုသိုလ်ပြုရမှာလားအကုသိုလ်ပြုရမှာလားကုသိုလ်ပြုရမယ်ဆိုတာလှူရမှာလားမလှူပဲထိုင်နေရမှာလားဒါဖြင့်လှူကြဟန်ကြသွားကဲပိဋကကြီးဟိုမျိုးပြီးတော့ပါလိမ့်ဉာဏ်ဆိုတာတချို့ဉာဏ်ပညာကောင်းကြပါသည်တချို့ဉာဏ်ပညာအမတန်ဉာဏ်ဖြစ်ပါသည်ဒါတော့ဉာဏ်ကောင်းတဲ့ဆိုတာဘာကြောင့်ဉာဏ်မကောင်းဘူးဆိုတာဘာကြောင့်ဒါကိုမေးပြီးတော့ဘုရားကဉာဏ်ကောင်းတဲ့ဆိုတာကုသိုလ်ကံဉာဏ်မကောင်းဘူးဆိုတာအကုသိုလ်ကံတချို့ဉာဏ်သိကောင်းတချို့ဉာဏ်သိဉာဏ်များကောင်းရင်လေတရားနာပိဋကပြည်မြို့မှာဟိုစာသင်တိုက်ကြီးတွေမရှိဘူးလားပိဋကစာသင်သားလေးတွေလိုအပ်တဲ့စာအုပ်တွေဝဲလူကြဒီစာကိုစာသင်သားတွေအံလို့ကြက်လို့သူတို့ဉာဏ်တိုးသွားသလိုမိမိစာမသိနိုင်လွန်လဲပဲတရားနာပိဋကကြီးဉာဏ်ပညာကြီးမားတဲ့အကျိုးတွေရအောင်စာအုပ်လူကြဒါကြောင့်ဉာဏ်ကောင်းတဲ့ဆိုတာကုသိုလ်လားအကုသိုလ်လားဉာဏ်မကောင်းဘူးဆိုတာဒါပြင်ပိဋကကြီးဉာဏ်ကောင်းခြင်းလားမကောင်းခြင်းဘူးလားဉာဏ်ကောင်းခြင်းလို့ရှိရင်နောက်ကလူတွေတရားနာပိဋကကြီးအသံကလေးတွေထွက်ကြဟုတ်သားပဲနောက်ကလူတွေကဉာဏ်မကောင်းခြင်းမှုနဲ့တူပါရဲ့အသံကိုမထွက်ဘူးဩတရားတော့စိုက်ပြီးတော့နားနေတော့လည်းပဲပြုံးမနဲ့ပါဇက်ကမေ့နေလို့နဲ့တူပါရဲ့မဖြေခြင်းလို့ဟုတ်မထင်ပါဘူးဒီလိုပြန်ဖြေမှပြီးတော့မှနောက်ကလူတွေကလည်းလှူအောင်မှာကိုဗျကဲဒီတော့တရားနာပိဋကကြီးဉာဏ်ကောင်းခြင်းကုသိုလ်ပြုရမှာလားအကုသိုလ်ပြုရမှာလားဟဲ့ကုသိုလ်ပြုရမယ်ဆိုတာလှူရမှာလားမလှူပဲနေရမှာလားဒါဖြင့်အစင်းကိုပြေရောခုနှစ်ကြိမ်တိုက်တွန်းလို့မှဒီနေ့4000မပြေဘာတော့မယူတာပိဋကကြီးဘယ်နှစ်ကြိမ်တိုက်တွန်းတာခုနှစ်ကြိမ်တရားနာပိဋကကြီးကိုင်းကောင်းပြီ
သက်ဝေလှကံစီးမျိုးညံဆိုတဲ့ခုနှလုံးကိုလေကျွတ်တို့ကုသိုလ်အကုသိုလ်အယုတ်အမြတ်နှစ်ပါးနဲ့ဟဲ့ခွန်ကိုနှစ်နဲ့မြောက်လိုက်တော့ဘယ်လောက်တော့ဟဲ့ပြဿနာ14ချက်ငါမြန်မာလိုပြောတာဟဲ့ပါဠိတွေရွတ်နေမယ်ဆိုရင်ကလေးတွေကစာနာမလဲသက်ဝေလှကံစီးမျိုးညံခုနှလုံးသာမှတ်မိအိမ်ရောက်ရင်ဒီတရားကိုယ်တိုင်ပြန်ဟောတတ်ပြီဟူ၍မှာဘယ်နှလုံးတော့ဟဲ့ပြန်ပြောကြည့်စမ်းပါခံကြသွားပြီအဲ့ဒီပြဿနာ9ချက်လည်းဖြေပြီးပါလေရောသူ့ဘာဖယားသာသနာမှာဥပဒကဒါယကာကောင်းဖြစ်သွားတယ်လို့ကျမ်းဂန်ရှိပါသည်ဒေသကြီးဥပဒကဒါယကာကောင်းဖြစ်မသွားဘူးလားဖြစ်ပါရဲ့ကွယ်တရဏဂုံတည်သွားတယ်လို့မှတ်ကြပေါ့ဟဲ့ဒီမဲ့သူ့အဖေတော်သေးရကလည်းနောင်သောအခါဖယားဖြစ်မှာနော်ဟာဒီသူ့ဘာခေါ်တဲ့တော်ရရရဲ့သားကလည်းနောင်သောအခါဖယားဖြစ်လိမ့်မယ်အနာဂတဝင်ကြနေမှဒီတိုင်းရှိပါတယ်ဖယားဖြစ်မဲ့ပုဂ္ဂိုလ်တွေတန်မြင်ကြမှာမဟုတ်ခဲနဲ့ကိုင်းထားကြောင့်တရားနာပိဋကဒီပြဿနာ14ချက်ဖြေပြီးလို့သူ့ဘာတရဏဂုံတည်တဲ့အချိန်ခါမှာဒီကနေ့ရှေ့ပိုင်းကလူလားခွေးလားလို့ဖယားကိုယ်တော်များမေးတဲ့စကားနဲ့အမိပေးထားတဲ့တရားသည်ဏိကုံခဗရှေ့ပိုင်းမှာအပြီးတတ်ပါပြီဗျာ။ဒါတရားနာပိဋကလှူရမယ်မဟုတ်လားပိဋက။ဒါကြောင့်ခိတ္တခဏလေးနားမယ်။ဒါကြောင့်ဗမာဒိနာမမေ့မလျော့မပေါ့မဆာသောတတိတရားဖြင့်တံပါဒေထဘုဒ္ဓထောင်စေရီတော်ကြီးအတွက်ရရောနှမျောတွန့်လို့မရှိကြဘဲနဲ့ကြိုးစားပြီးတော့လှူဒန်းနိုင်ကြပါစေကုန်သတည်း